ဘဒုစီမအလိုမခံခဲ့ပဲမိဘမဲ့ကလေး1000ကျော်ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ George Mueller ဟုတ်ကဲ့ပါ George Mueller ဆိုတာကဂျာမနီနိုင်ငံ Kronstadt မြို့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။သူကမိဘမဲ့ဂေယာတွေကိုတည်ထောင်ခဲ့ပြီးတော့ခရစ်ယာန်ဓမ္မတေးသင်းတွေကိုလည်းရေးသားပေးခဲ့သူဖြစ်ပါတယ်။ထူးဆန်းတာတစ်ခုကသူကမိဘမဲ့ကလေးတွေကိုကျွေးမွေးစောင့်ရှောက်ဖို့အတွက်ဘဒုစီယာမှာအလူငွေကိုတောင်းခံခဲ့တာမျိုးလည်းမရှိပါဘူး။အဲဒီစားသူကဘာလုပ်လဲဆိုတော့ဘုရားသခင်ကိုအားကိုးပြီးတော့ဆူတောင်းရင်းနဲ့ပဲလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ George Mueller ရဲ့ငယ်စဉ်ဘဝအကြောင်းကိုပြောရမယ်ဆိုရင်ငယ်စဉ်တုန်းက George Mueller ကအင်မတန်ကိုမှစိုးခဲ့တဲ့ကလေးဖြစ်ခဲ့ပြီးတော့ခဏလေးပြဿနာတွေတက်ခဲ့တယ်။ပြီးတော့သူတစ်ပေါက်လည်းလိမ်လည်ခဲ့တာမျိုးတွေရှိခဲ့တယ်။အဲ့လိုမျိုးတွေလုပ်ခဲ့တဲ့အကျိုးရလဒ်ကြောင့်ပဲသူကအကျဉ်းထောင်ကိုပို့ဆောင်တာမျိုးလည်းခံခဲ့ရပါတယ်။ဒီနေ့မှာတော့ George Mueller ကဟာလေးတက္ကသိုလ်မှာပညာသင်ယူခွင့်ရခဲ့ပါတယ်။ကျောင်းတက်နေတော့ဧဝံဂေလိတရားကိုကြားပြီးတော့အသက်တာပြောင်းလဲခြင်းကိုကြုံခဲ့ရပါတယ်။အဲ့ဒီຢာကပဲသူ့ဘဝမှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စတင်ဖြစ်လာခဲ့ပါတယ်။ George Mueller ကမိဘမဲ့ကလေးဂေယာကို1836ခုနှစ်မှာစတင်ခဲ့တယ်။အလုံးနဲ့စတင်ခဲ့ပြီးတဲ့နောက်ပိုင်းတစ်နှစ်ပြီးတစ်နှစ်မိဘမဲ့ကလေးတွေကထင်ထားတဲ့များပြားလာကြောင်း1880မှာပဲ Bristol မြို့မှာဂေယာအိမ်ကြီး9ခုတိစောက်ပြီးတော့ကလေး2000ကျော်ကိုလည်းပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်။အဲဒီမှာသူ့ရဲ့ထူးခြားတဲ့အလေးချိန်တစ်ခုကတော့ဆူတောင်းခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့အဲ့ဒီဆူတောင်းခြင်းကသူ့ကိုပို့ပြီးတော့ထူးခြားလာစေခဲ့တာပါမိဘမဲ့ဂေယာအတွက်သူတစ်ပါးကိုအလူခံတာမျိုးတွေလည်းမလုပ်ခဲ့သလိုအဲ့ဒီစာသူကဆူတောင်းခြင်းနဲ့သာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါအပြင်ကမှနိုင်ငံအရရက်မှာရှိတဲ့တာသနာပြုဆရာတွေအတွက်လည်းထောက်ပံ့ကူညီမှုတွေလုပ်ပေးခဲ့ပါသေးတယ်တနေ့မှာတော့မိဘမဲ့ကလေးတွေစားဖို့အတွက်သူ့စီမှာအစာရည်ပြက်လက်တာမျိုးနဲ့ကြုံခဲ့ရပါတယ်မိဖို့ကြောင့်ထဲမှာလည်းအစားအစာတွေမကြံတော့သလိုကလေးတွေကိုကျွေးဖို့မွေးဖို့အတွက်လည်းပတ်စံဆိုတာမရှိပါဘူးအဲ့လိုနဲ့ကလေးတွေကိုဇပွဲပေါ်မှာပကံတွေကိုပြင်ခိုင်းလိုက်တယ်ပြီးတော့အဲ့ဒီကလေးကိုထိုင်ခိုင်းတယ်အဲ့နောက်တော့သူကကျေးဇူးတော်ချီးမွမ်းလိုက်ပါတယ်ထူးဆန်းတာကခဏကြာမှာတော့ရုတ်တရက်တကားခောက်တံကိုကြားလိုက်ရပြီးတော့သူကသွားဖွင့်ပေးတဲ့အချိန်မှာအိမ်နီးနားချင်းမှာရှိတဲ့မုတ်ဖုတ်သမားကကျွန်တော်ကလေးအတွက်လာပို့တာပါဆိုပြီးတော့ပါမုတ်တွေကိုပေးခဲ့ပြီးတော့အဲ့နောက်မကြာခင်မှာပဲနောက်ထပ်တကားခောက်တံတစ်ခုထပ်ကြားပြီးတော့သူကသွားဖွင့်ပေးခဲ့တဲ့အခါမှာလူတစ်ယောက်ကဒီနားမှာကျွန်တော်ရဲ့ကားပြတ်သွားလို့နွားနို့တွေကြာရင်တိုးသွားမှနဲ့အတူတူဒီနားမှာမိဘမဲ့ဂေယာရှိရဲဆိုတာကြားလို့နွားနို့တွေကိုလာပို့ပေးတာပါဆိုပြီးတော့နွားနို့တွေကိုပို့ပေးခဲ့ပါတယ်အဲ့လိုနဲ့ပဲသူကငွေတောင်းခံတာမျိုးမလုပ်ဘဲနဲ့ဆူတောင်းခြင်းနဲ့သာဘုရားသခင်ကိုယုံကြည်ပြီးတော့မျှော်လင့်ခဲ့တာမျိုးဖြစ်ပါတယ်သူ့ရဲ့ဘဝတစ်လျှောက်မှာလည်းမိဘမဲ့1000ကျော်ပြုစုခဲ့ပြီးတော့တန်းနဲ့ချီတဲ့ခရစ်ယာန်စာအုပ်တွေကိုလည်းဖြန့်ချိခဲ့ပါတယ်အဲ့ဒါအပြင်ကမှကမ္ဘာသာသနာပြုဆရာတွေကိုလည်းထောက်ပံ့ပေးခဲ့ပါသေးတယ်